အသက်30မတိုင်ခင်လေးလာသင်ယူတဲ့သင်ခန်းစာ10ချက်ငယ်ရွယ်စဉ်အခါတန်ဖိုးထားသင်ယူအသုံးချရမယ့်ဘဝသင်ခန်းစာအမြောက်အများရှိပါတယ်။အဲ့ဒီအထဲမှာပြီးခဲ့တဲ့အတိတ်ကအဖြစ်အပျက်များကိုအတွေ့အကြုံယူပြီးအကျိုးရှိစွာပြန်လည်သုံးသပ်သင်ခန်းစာယူသင်ပါတယ်။ပထမဆုံးလေးလာသင်ယူတဲ့တချို့သောဘဝသင်ခန်းစာများကိုရှာဖွေစုစည်းပြီးတင်ပြပေးလိုက်ပါတယ်။နံပါတ်1ငွေကသင်ရဲ့ပြဿနာများအားလုံးကိုဖြေရှင်းပေးနိုင်မှာမဟုတ်ပါငွေကသင်ရဲ့လိုအပ်ချက်များနဲ့လိုချင်တတ်မှတ်ဖွယ်ကောင်းတဲ့ပစ္စည်းတချို့တွေကိုဝယ်နိုင်တဲ့ရောင်းကုန်တစ်မျိုးဖြစ်ပါတယ်ဒါပေမဲ့လည်းငွေကသင်ရဲ့ပြဿနာကိစ္စရပ်တိုင်းကိုအလုံးစုံကင်တွယ်ဖြေရှင်းမပေးနိုင်ပါဘူးတချို့သောလူအများစုကအံ့ဩဖွယ်ရာအတိနဲ့ပျော်ရွှင်သောဘဝမှာနေထိုင်နိုင်ကြသလိုတချို့များကြပြန်တော့ချွတ်ချုံဆင်းရဲစိတ်ပြက်ဝမ်းနည်းစရာကောင်းတဲ့ဘဝမှာနေထိုင်ကြတဲ့လူအမြောက်များလည်းရှိကြပါတယ်။ပတ်စံနဲ့အိမ်လှလှအကောင်စားကနောက်ဆုံးပေါ်ဖုန်းအမိုက်စားရှုဖနက်လုံခြုံစိတ်ချတက်တောင့်တက်တာရှိပြီးစီးစိမ်အပြည့်နဲ့ဇိမ်ခံပစ္စည်းတွေကိုဝယ်ယူနိုင်ပါတယ်။ဒါပေမဲ့လည်းငွေကအက်ကွဲနေတဲ့ဆက်ဆံရေးကိုပြန်လည်မတည်ဆောက်နိုင်သလိုအထီးကျန်မှုကိုလည်းမကုစားနိုင်ပါဘူး။ပျော်ရွှင်ခြင်းကိုတရင်ကမျှတာဖြစ်ပေါ်စေပြီးအဲ့ဒီအရာကအမှန်တကယ်နဲ့စစ်မှန်သောအရာမျိုးမဟုတ်ပါဘူးပျော်ရွှင်မှုကရောင်းရံမဟုတ်ပါဘူးအကယ်၍သင်ဝင်နိုင်ဖို့ပို၍ကောင်းအောင်လုပ်ထားတယ်လို့မျှော်လင့်နေမယ်ဆိုရင်သင်ဘယ်သောအခါမှပျော်ရွှင်နိုင်မှာမဟုတ်ပါဘူးနံပါတ်2ဖြည်းဖြည်းနဲ့ပုံမှန်အတိုင်းဆက်လုပ်ပါငယ်ရွယ်စဉ်အခါကျမတို့လှုပ်ဆောင်ရမယ်မြည်သည့်အရာကိုမဆိုချက်ချင်းလှုပ်ဆောင်ရမှာဖြစ်တဲ့အတွက်ကျမတို့မကြာခဏခံစားနေရတဲ့လူကြီးဆိုတဲ့ခရီးရှည်ကြီးကိုစတင်ပါအရာရာတိုင်းကိုဆုံးဖြတ်တတ်ဖို့လိုပါတယ်ကျမတို့ဘဝကိုစီမံကိန်းချပါအရာရာတိုင်းကိုအတွေ့အကြုံယူပါထိတ်ဆုံးရောက်အောင်လုပ်ပါအချစ်စစ်ကိုရှာဖွေပါကျမတို့ဘဝရည်ရွယ်ချက်ကိုအပြေရှာပြီးတာနဲ့တပြိုင်နက်ချက်ချင်းဆောင်ရွက်ပါအလင်းစလိုမလုပ်ပဲဖြည်းဖြည်းလှုပ်ဆောင်ပါသင်ဘဝကိုဖွင့်ထားပေးပါသင်ရဲ့ရွေးချယ်မှုများကိုချိန်ဆဖို့အချိန်ယူပြီးသင်ကိုဘယ်နေရာထိခေါ်ဆောင်သွားမယ်ဆိုတာကိုခဏဆောင်ကြည့်ပါစားချင်တဲ့အစာကိုစားပါသင်လိုချင်တဲ့အရာများကိုကြိုးစားရှာဖွေဖို့အချိန်ယူပါတစ်ဖက်လူရဲ့စကားကိုစုံအောင်ပြောခွင့်ပေးပါသင်ကိုယ်တိုင်ခဏတာနဲ့စဉ်းစားချင်းချင်းသုံးသပ်ဖို့အချိန်ပေးပါရည်မှန်းချက်ပေါက်မြောက်အောင်လှုပ်ဆောင်ဖို့ကအရေးကြီးပါတယ်။သင်ရဲ့ပန်းနိုင်စီတို့ရောက်အောင်အလုပ်လုပ်ပါ။အနာဂတ်အတွက်စီမံကိန်းချလှုပ်ဆောင်ခြင်းဟာလေးစားဂုဏ်ယူစရာကောင်းပြီးမကြာခဏအလွန်အသုံးဝင်ပါတယ်။ဒါပေမဲ့လည်းဘယ်အရာကိုမဆိုအမြန်နှုံးနဲ့အလင်းစလိုလုပ်တာကြတော့သင်အနာကိုဖျက်သွားတဲ့သင်ဘဝရဲ့အကောင်းဆုံးနည်းလမ်းကိုသတိမေ့ချွတ်ချော်စေနိုင်သလိုစိတ်ဖိစီးမှုများခြင်းအလုတ်ဝင်ပြီးခြင်းကြောင့်စိတ်ပင်ပန်းကအသွားလက်မှတ်တစ်ခုတည်းနဲ့ကောက်ခံငင်ကခရီးသွားတာနဲ့တူနေပါတယ်။နံပါတ်3သင်ကလူတိုင်းကိုမကျေနပ်နိုင်ပါ။နာမည်ကျော် American လူရွှင်တော်မင်းသားစာရေးဆရာအဖြစ်လူသိများတဲ့ Bill Cosby ကကျွန်တော်ကအောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်ကိုမသိပါဘူး။ဒါပေမဲ့လူတိုင်းကိုစိတ်ကျေနပ်အောင်ကြိုးစားနေရခြင်းဟာဆုံးရှုံးခြင်းရဲ့လျှို့ဝှက်ချက်ပဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။လူတိုင်းကတင့်ကိုသဘောတူထောက်ခံဖို့ကြိုက်ဖို့မလိုပါလူတဘာဝကပိုင်ဆိုင်ခြင်းနဲ့အချစ်ခံခြင်းနဲ့အလေးစားခံခြင်းနဲ့တန်ဖိုးထားခံခြင်းကြတဲ့အတွက်တင့်ရဲ့ရိုးသားဖြောင့်မှန်ခြင်းနဲ့ပျော်ရွှင်ခြင်းထိခိုက်မှာကိုမစိုးရိမ်ဂရုမစိုက်ကြတော့ပါတခြားသူတွေကလည်းတင်ရှာဖွေနေတဲ့အရာကိုတိတိကျကျအဖြေပေးနိုင်မှာမဟုတ်ပါဘူးဒါတွေကအတွင်းစိတ်ကနေထွက်ပေါ်လာရပါမယ်ဒါကြောင့်ကို့အမြင်တွေကိုရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောကြပါသင်စိတ်ကူးအကြံများကိုဘသူကြောင့်မှမပြောင်းလဲပဲယုံကြည်စွာဆွေးမြေ့ရပ်တည်နေပါလိုအပ်လျင်မိမိကိုယ်ကိုယုံကြည်ရဲရင်ပြတ်သားစွာခုခံရင်ဆိုင်ပါသင်ကိုလေးစားချင်လာအောင်လုပ်ပါသင်ရဲ့တန်ဖိုးကိုလမ်းကြောင်းမလွဲမှာပဲစစ်မှန်စွာနေထိုင်ကျင့်ကြံပါနံပါတ်4သင်ကျမ်းမာရေးဟာသင်အတွက်တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုအရာဖြစ်တယ်။ကျမ်းမာရေးဟာအဖိုးမဖြတ်နိုင်တဲ့ယရနာတစ်ပါးဖြစ်တယ်။အမြဲတမ်းအမျက်တနူးတန်ဖိုးထားရပါမယ်။ပြုစုယူရမယ်။ကာကွယ်စောင့်ရှောက်နေရမယ်။
ကျမ်းမာရေးကောင်းနေစဉ်မှာတော့အဖိုးထိုက်တန်တဲ့ကျမ်းမာရေးကိုလူငယ်တွေမကြာခဏသတိမထားတန်ဖိုးမထားမိတတ်ပါဘူး။ဘာလို့လဲဆိုတော့အခုအချိန်ခါမှာကောင်းနေတဲ့အတွက်ကျမတို့ရဲ့ကျမ်းမာရေးကိုတရေးတယူအလေးထားဖို့ပြက်ကွက်မိတတ်ပါတယ်။ဒါကိုစိုးရိမ်ဖို့မလိုအပ်သေးဘူးလို့ထင်နေတတ်ကြပါတယ်။ဒါကြောင့်တကယ်ပဲဂရုတစိုက်အာယုံမဆိုင်မိခဲ့ဘူး။နှလုံးရောဂါအယိုးပွားလေဖြတ်ကင်ဆာရောဂါများအစရှိတဲ့ကြိုတင်ကာကွယ်နိုင်တဲ့ရောဂါများစွာရှိပါတယ်။ဒါကြောင့်ယနေ့မှစ၍မိမိကျန်းမာရေးကိုဂရုစိုက်ပါ။ဒါမှမဟုတ်ရင်သင်နောက်မှနောင်တရပါလိမ့်မယ်။နံပါတ်5သင်လိုချင်တာအားလုံးသင်ပရောမှမရနိုင်ပါ။စီမံကိန်းတွေချရင်အလုပ်ရှုပ်နေတော့မှဘဝဆိုတာဖြစ်ပေါ်လာပါတယ်။သင်ဘလို့ပဲတည်တည်ချာချာဂရုတစိုက်စီမံကိန်းတွေချဘလောက်ပဲအလုပ်ကိုကြိုးကြိုးဆဆလုပ်တခါတရံမှာသင်လိုချင်သလောက်ဖြစ်မလားလဲကိစ္စမရှိပါဘူး။မျှော်လင့်ချက်တွေအားလုံးကျမတို့မှာရှိတယ်။ကျမတို့ရဲ့စံပြဘဝကိုဘလို့စိတ်ကူးပုံဖော်မယ်ဆိုတာတွေကြိုတင်ဆုံးဖြတ်ထားရပါမယ်။သို့တော့မကြာခဏဆိုသလိုကျမတို့အဆုံးသက်ဖြစ်စေခြင်းနဲ့ဘဝရဲ့အစစ်မှန်များဖြစ်မလာကြပါဘူး။ရံဖန်ရံခါကျမတို့ရဲ့စိတ်ကူးရင်အိမ်မက်ဟာကြာရှုံးမယ်။တခါတရံမှာကျမတို့ရဲ့စိတ်တွေတဝက်တစ်ပြက်မှာပြောင်းလဲသွားနိုင်ပါတယ်။တခါတလေလဲလမ်းကြောင်းမှန်ရှာဖို့လမ်းလွဲပြီးလမ်းကြောင်းမှန်ရှာမတွေ့ခင်မှာတချို့သောအရာများကိုစမ်းသပ်ကြိုးစားကြည့်ရပါတယ်။နံပါတ်6အဲ့ဒါတွေအားလုံးကသင်အကြောင်းမဟုတ်ပါ။သင်ဟာစัจ java လာကြီးရဲ့ဗဟိုချက်မကြီးမဟုတ်ပါ။ဘာလို့လဲဆိုတော့ကျမတို့ရဲ့ဘဝမှာဘာတွေဖြစ်ပျက်နေမလဲဆိုတာကိုပဲအမြဲတမ်းအာရုံစိုက်နေသောကြောင့်သင်ကိုယ်တိုင်မြင်ကွင်းအပြင်ဘက်ကနေပြီးကဘာကြီးကိုရှုစားကြည့်ဖို့အလွန်အင်မတန်ခက်ခဲပါတယ်။ဒီနေ့ကျမတို့ဘာတွေလုပ်ရမလဲကျမတို့အတွက်ကျမတို့ရဲ့အသက်မွေးဝမ်းကြောင်းအတွက်ကျမတို့ရဲ့ဘဝအတွက်ဒီဟာတွေကဘာကိုဆိုလိုတာလဲကျမတို့ဘာကိုလိုချင်တာလဲရေပုံရအဖြစ်သင်ဘဝမှာဖြစ်ပျက်နေတဲ့အရာမှန်သမျှကိုပြင်းပြစွာသိရှိထားရပါမယ်။သို့သောသင်အနားမှာဘာတွေဖြစ်ပျက်နေသလဲသင်ကိုယ်ပိုင်ဘဝကိုသင်လှုပ်ဆောင်တဲ့အခါမှာဘယ်အရာတွေကကဘာပေါ်ရှိတခြားလူတွေကိုအကျိုးဆုပ်ယုပ်စေသလဲဆိုတာတွေကိုအစဉ်တစိုက်သတိပြုနေဖို့တော့လိုပါတယ်။ဒီနည်းအားဖြင့်အခြေအနေပြဿနာအရရက်ကိုကြိုးကြောင်းလျော်ညီတဲ့နည်းလမ်းနဲ့ကြံစီတွေးတောဖြည့်ရှင်းပေးဖို့အထောက်အကူဖြစ်စေပါတယ်။နံပါတ်9မတိတာကရှက်စရာမဟုတ်ပါလူတိုင်းကအားလုံးကိုနားလည်အဖြေရှာနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါလူတိုင်းမှာအဖြေအားလုံးမရှိနိုင်ပါကျမမသိပါဘူးဆိုတာကိုပြောဖို့မရှက်ပါနဲ့ပြေဝခြင်းရောက်ဆောင်နေခြင်းကတင့်ကိုမပြေဝစေပါကျမတို့သိထားရမှာကတခါတရံကျမတို့ရဲ့ကန့်သက်ထိန်ချုံမှုနဲ့မတိကျမရေရာမှုများကိုဝန်ခံရဲဖို့လိုပါတယ်ကျမတို့အရာအားလုံးကိုမသိနိုင်ပါဘူးအမှားများကိုပြုလုပ်မိမယ်ရံဖန်ရံခါရောရှက်ထွေးဖျားမိမယ်ဒါအပြင်ဘသူမှအရာအားလုံးကိုကျွမ်းကျင်စွာသင်ယူမတတ်မြောက်နိုင်ပါဘူးဘယ်အရာကိုမှကျွမ်းကျင်ပိုင်နိုင်စွာမသင်ယူပဲဟိုဆက်ဆက်ဒီဆက်ဆက်အနှဲငယ်သင်ယူခြင်းတဲ့လူဟာအယူတစ်ပိုင်းနဲ့တူနေပါတယ်ဒါကြောင့်လူလျူရှုတင်တာကိုရှုပါသို့တော့လူပီသားပြီးလက်လှမ်းမိသလောက်အနှဲငယ်တိမိခောက်မိသလောက်သိရှိဖို့တော့လိုပါတယ်နံပါတ်8အချစ်ကခံစားမှုတစ်ခုထပ်ပိုတယ်ရွေးချယ်မှုတစ်ခုဖြစ်တယ်ဆဆချင်းစိတ်လှုပ်ရှားပျော်ရွှင်မှုစိတ်လှုပ်ရှားစိတ်ဝင်စားစရာဖြစ်စေတဲ့အချစ်နဲ့စိတ်ခံစားမှုတို့ပောက်ကွဲခြင်းဟာကြာရှည်မခံပါသို့တော့ကြာရှည်ခံတဲ့အချစ်ဟာမဖြစ်နိုင်ဘူးလို့မဆိုလိုပါအချစ်ကစိတ်ခံစားမှုသားမကတင်နေစဉ်ပြုလုပ်တဲ့ရွေးချယ်မှုတစ်ခုလည်းဖြစ်တယ်စိတ်တို့ဒေါသထွက်မှုကိုပြေပြောက်ဖို့ခွင့်လွတ်ဖို့ကျင်နာဖို့ယူတည်လေးစားဖို့ဖိမကူညီဖို့နဲ့သစ္စာရှိဖို့တို့ကိုကျမတို့ရွေးချယ်ရပါတယ်ပတ်သက်ဆက်နွယ်မှုဟာအလုပ်ပိုများစေတယ်တခါတရံလွယ်ကူအဆင်ပြေပြီးတခါတရံမယုံနိုင်လောက်အောင်ပဲခက်ခဲပါတယ်ဒါပေမဲ့ပတ်သက်မှုမှာကျမတို့ဘယ်လိုလုပ်ဆောင်မယ်ထင်မြင်ယူဆမယ်ပြောဆိုမယ်ဆိုတာကိုရွေးချယ်ဖို့ဟာကျမတို့အပေါ်မှာမူတည်နေပါတယ်နံပါတ်9
အရာရာကိုစဉ်းစားချင့်ချိန်နိုင်ခြင်းဟာလှပတဲ့အရာတစ်ခုဖြစ်ပါတယ်။ရေပုံရအဖြစ်ကျမတို့စိုးရိမ်တဲ့အခါသို့မဟုတ်စိတ်ပြတ်အားငယ်တဲ့အခါမှာစင်ကျင်တုံတရားဆုံးရှုံးတတ်ပါတယ်။ကျမတို့ဘဝမှာဖြစ်ပျက်နေတဲ့အရာတိုင်းဟာကြီးကျယ်တဲ့အရေးပါတယ်လို့ထင်ရပါတယ်။ဒါကြောင့်ထင်ရဆိုင်လှုပ်ချင်လို့မယ်သို့မဟုတ်သိကျင်လဲသိမယ်။သို့သောရုပ်ရှင်တွေထဲမှာမကြာခဏဆိုသလိုအဆိုပါအခက်အခဲပြဿနာတွေဟာမဆိုးစလောက်နည်းပါတယ်။လက်တွေ့မှာကျမတို့ဖြစ်နေတဲ့ရန်ပွဲတွေကျမတို့မရခဲ့တဲ့အလုပ်တွေအမှန်တကယ်သို့မဟုတ်စိတ်ကူးနဲ့စော်ကားမိတာတွေမျောလင့်မထားပဲတင်းနှန်းပြောင်းရွှေ့ရတာတွေကျမတို့လိုချင်တဲ့အရာတွေမရခဲ့တာတွေလည်းဖြစ်တတ်ကြပါတယ်။အများစုမှာယနေ့မှစ၍နှစ်20 30 40လောက်အထိတော့အရေးမပါကိစ္စမရှိပါ။တင်တည်ထားတာအားလုံးကရေတို့အတွက်ပဲဆိုရင်ရေရှည်ကိုမြင်ဖို့ခဲရင်ပါတယ်။ဒါပေမဲ့အသက်အန္တရာယ်မရှိရင်ကိစ္စမရှိပါရှေ့ဆက်သွားပါလို့အကြံပေးပါရစေ။နံပါတ်10ဘယ်ဟာမှအပိုင်မတွက်ထားပါနဲ့။မကြာခဏဆိုသလိုကျမတို့မှာရှိနေတဲ့အရာတွေမဆုံးရှုံးမချင်းမလေးစားတန်ဖိုးမထားမိတတ်ကြပါဘူး။အဲ့ဒါတွေကတော့ကျန်းမာရေးမိသားစုနဲ့မိတ်ဆွေအပေါင်းအသင်းအလုပ်အကိုင်းကျမတို့မှာရှိတဲ့ပတ်စံတို့ပါဝင်ပြီးမနှက်ဖြန်မှာလည်းရှိနိုင်လိမ့်မယ်လို့မျှော်လင့်တွေးတောမိတတ်ပါတယ်။တင်းငယ်ရွယ်စဉ်အခါမှာတော့တင်းမိဘကအမြဲတမ်းအတူရှိနေနိုင်ပါတယ်။ဒါပေမဲ့သူတို့အမြဲတမ်းမရှိနိုင်ပါဘူး။တင်းမှာငယ်တငယ်ချင်းဟောင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်လုပ်ဖို့သို့မဟုတ်မိတ်ဆွေသစ်တွေနဲ့အချိန်ဖြုံးဖို့အချိန်အများကြီးရှိမယ်လို့ထင်ထားပေမဲ့တင်းမှာအချိန်မရှိခဲ့ပါ။တင်းသုံးဖို့ငွေရှိမယ်သို့မဟုတ်နောက်လာမှတင်ပတ်စံရှိလိမ့်မယ်လို့ထင်ထားပေမဲ့တင်မှာရှိချင်မှရှိပါလိမ့်မယ်။တင်ဘဝမှာဘယ်အရာမှတင်ချစ်တဲ့သူတွေအပါအဝင်မနှက်ဖြန်အတွက်အာမမခံနိုင်ပါဘူး။ဒီနည်းတွေဟာတင်ယူရမယ့်ခက်ခဲတဲ့ဘဝသင်ခန်းစာတစ်ခုဖြစ်ပါတယ်။သို့တော့အဲ့ဒါဟာအားလုံးထဲမှာအရေးအကြီးဆုံးဖြစ်နိုင်ပါတယ်။ဘဝဟာချက်ချင်းပြောင်းလဲနိုင်ပါတယ်။ဒါကြောင့်တင်ပိုင်ဆိုင်ထားတာတွေလက်ရှိမှာရှိနေတဲ့အရာတွေကိုတန်ဖိုးထားမျက်နှိုးပါလို့ပဲအကြံပေးလိုက်ရပါတယ်။